အားလုံးပဲမင်္ဂလာပါညီမကတော့အင်ဒရာပါအင်ဒရာကဒီနေ့မှာနှမ်းစီမီကွက်ပြုလုပ်နည်းကိုမျှဝေပေးပါမယ်အရင်ဆုံးနှမ်းစီလေးလိုပါမယ်ပြီးလို့ရှိရင်တော့နှမ်းစီကိုထွန်းဖို့အတွက်စီမီကွက်လေးတစ်ခွက်လိုပါမယ်ဆန်လိုပါမယ်ဆန်ကိုပကံလေးနဲ့ထည့်ပါပြီးလို့ရှိရင်ခွန်းလေးလိုပါမယ်ခွန်းကိုနှမ်းစီမီကွက်ထဲကိုအသာလေးထည့်လိုက်ပါဆန်ထည့်ထားတဲ့ပကံထဲကိုနှမ်းစီမီကွက်လေးထည့်လိုက်ပါနှမ်းစီမီကွက်လေးကိုစတင်ပြီးထွန်းလို့ရပါပြီ။နှမ်းစီမီကွက်လေးကိုထွန်းပြီးတော့ဖျားရှိခိုးမှလားတရားထိုင်မှလားကိုကြိုက်တဲ့အချိန်မှာကြိုက်တယ်လို့ထွန်းလို့ရပါတယ်။ကိုကမလိုတော့ဘူးဆိုလို့ရှိရင်မီးလေးကိုပြန်ပြီးတော့ညှိပေးခဲ့ပါ။နှမ်းစီမီကွက်လေးကဘာတွေကောင်းစေလဲဆိုရင်ကိုဘွားမှာရှိတဲ့ကန်ဆိုးတွေကန်ညံ့တွေအကုန်လုံးကိုပယ်ပြောက်စေတဲ့နှမ်းစီမီကွက်လေးလည်းဖြစ်ပါတယ်။ကိုလိုချင်တဲ့ရည်ရွယ်ချက် intention လေးထားပြီးတော့နှမ်းစီမီကွက်လေးကိုပူဇော်မယ်ဆိုလို့ရှိရင်တော့ကိုဘဝမှာရှိတဲ့မကောင်းတဲ့ energy တွေတန့်စင်သွားပါလိမ့်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကိုနားထောင်ပြီးတော့တခုခုအကျိုးရှိသွားတယ်ဆိုရင် comment လေးမှတ်ခဲ့ပါ